ဒါကတော့ကပ္ပမှာရှိနေတယ်ဆိုတာယုံနိုင်စရာတော့မရှိအောင်အံ့ဩဖို့ကောင်းတဲ့အကြီးမားဆုံးရုပ်ထုကြီး၅ခုပဲထိပါတယ်ဒီ AR တွေကရုပ်ထုတွေတက်တက်တင်မဟုတ်ပဲငါတို့ကိုအပေါ်စီးကနေငုံကြည့်နေတဲ့ဘီလူးကြီးတွေအတိုင်းပါပဲညဘက်မှာဒီရုပ်ထုကြီးတွေနာတွားရက်ကြည့်မယ်ဆိုရင်ကြောချမ်းသွားမယ်ဆိုတာသိကြတယ်ကံကောင်းခြင်းတွေရရှိဖို့အသေးပေးအပေါင်းလေးငိတ်ထောက်ဖို့လည်းမမေ့နဲ့အောင်နော်နံပါတ်1 Statue of Unity အိန္ဒိယဒါကတော့ကမ္ဘာအမြင့်ဆုံးရုပ်ထုကြီးပါဘလောက်တောင်မြင့်တယ်လဲဆိုရင်selfie ကောင်းကောင်းရိုက်ဖို့အတွက် drone တောင်သုံးရမယ်အဆင့်ပဲနံပါတ်2 The Motherland Calls ရုရှားသူကင်ထားတဲ့ဓာကြီးကမင်းတို့ရဲ့ယုံအဆောက်အဦတစ်ခုလုံးထက်တောင်ပိုမြင့်ပါတယ်လေညတန်းကောင်2နာရီလောက်မှာဒီရုပ်ထုကြီးကဒီကိုလာခဲ့လို့တိုးတိုးလေးကတ်ပြောတာမျိုးကိုစိတ်ကူးကြည့်လိုက်စမ်းပါနံပါတ်3 Ushiku Daibutsu ဂျပန်မိုးမြော်တိုက်တဲ့ထက်တောင်ပိုမြင့်တဲ့ဗုဒ္ဓရုပ်ပွားကြောင်ကြီးပါအေးအေးချမ်းချမ်းလို့ထင်ရပေမဲ့ညဘက်မှာတော့ game တွေက final boss ကြီးလိုမျိုးအရှိန်ဝါးနဲ့ခြောက်ချားရာကြီးနော်နံပါတ်4 Nangam Aryogi Sipa အိန္ဒိယဒီရုပ်ထုရဲ့မျက်နှာတစ်ခုတည်းတင်34မီတာလောက်ကျယ်ပါတယ်စကြဝဠာကြီးကကမ္ဘာမြေပေါ်မှာသူ့ရဲ့ profile ပုံကိုထွင်းထူထားတယ်လို့ပါပဲနံပါတ်5 Tiantan Buddha ဟောင်ကောင်တောင်ပေါ်မှာအေးအေးလူလူထိုင်နေတာမှန်ပေမဲ့သူ့ရဲ့မျက်လုံးတွေကိုကြည့်လိုက်ရင်မင်းရဲ့ဝิญဉ်ထဲအထိစိုက်ကြည့်နေတယ်လို့ခံစားရလိမ့်မယ်